အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနဲ့ပြန်လည်နှုတ်ဆက်လိုက်ပါတကယ်ညတို့ရေဒီဘက် Premier League ပွဲစဉ်နဲ့28လောက်ပြန်လည်ရောက်ရှိလို့လာပြီရာသီကောင်းဖို့လည်းတိတ်ချိန်နေမလို့တော့ဆိုတော့ဒီဘက်ပွဲစဉ်တွေတကယ်ညတို့တူချင်းခေါ်လိုက်အောင်ပထမဦးဆုံးပွဲရတော့ Nottingham Forest နဲ့ Man City ကြည့်လို့ရနော်ခေါ်နိုင်လာမှာနှစ်သိန်းလုံးကတော့ FA ရဲ့နောက်ဆုံးပွဲစဉ်ပဲပြောရမှာပဲ Nottingham Forest ရဲ့ Ipswich Town တေးကြိုက် penalty နဲ့နိုင်ရရှိထားသလို Man City ရဲ့ Prime ကို 3-1 နဲ့နိုင်ရရှိထားတယ်ဒီပွဲစဉ်မှာတကယ်ကြီးဘယ်သိန်းကြိုက်ကြတယ် Nottingham Forest ရဲ့ 4.cc 1.85 ဆိုရယ် Man City နေထားမှာဒီပွဲစဉ်ကတော့နောက်ရာသီအတွက် Champions League အတွက်ပြင်ဆင်မဲ့နေရလူရဲ့ပွဲလို့တော့ပြောလို့ရရင်နော် Nottingham Forest အပေါ်ရောက်ရှိတဲ့အနေထားနဲ့ဆိုတော့ဒီပွဲစဉ်ကြီးမှာလဲ Man City လူတွေပြန်ပြေဆုံးတာအနေထားနဲ့ဆိုတော့ဒီပွဲစဉ် Man City 2 goal 2 goal ဆိုရလိုက်အနိုင်ရရှိတော့ကျွန်တော်ခံမှန်းလိုက်ပါတယ် Okay စိတ်ဝင်စားစရာကောင်းနေတဲ့ Brighton နဲ့ Fulham ပွဲလေးလာပြီ Brighton Fulham ပွဲလေး Brighton တော့နောက်ဆုံး5ပွဲမှာတောက်လျှောက်နိုင်တာတော့7-2 Fulham နဲ့နောက်ဆုံး5ပွဲမှာတပွဲပဲရှုံးတာပေါ့ Crystal Palace ပေးထားတာလည်းတည်တဲ့အတိုင်းပဲ1-9နဲ့3-5နေထားတယ်ကောင်းနေကြတီဘယ်မှာကြတော့အဆက်ကတိတ်မကွာရ8နဲ့9နဲ့ပဲ2သိန်းတော့အနေထားတော့ပေးထားတာ 1.95 နဲ့ 3.75 ဆိုတဲ့အနေထားတစ်ခုမှာတော့ဒီပွဲစဉ်ရတော့ Brighton ထပ်နိုင်ဦးမလားညိတ်သက်နေတဲ့အနေထားတစ်ခုနဲ့တော့ဒီပွဲစဉ်မှာတော့ Brighton ပဲ2 goal 2 goal ဆိုရလိုက်နဲ့ထပ်နိုင်မှာကျွန်တော်ခံမှန်းလိုက်ပါလေဗျာ Okay ပြီး Palace နဲ့ Ipswich Town တန်းစင်းစုံနားမှာပြေးနေ Ipswich Town 19 Palace ရဲ့7 Ipswich Town လည်းပိတ်ခါနီမှာနည်းနည်းလေးခြေလေးနည်းနည်းပြန်ကောင်းလာသလားလို့မှတ်ရတယ်ပေးထားတာ150နဲ့6-3 နေထားရတော့လာနော် Crystal Palace နောက်ဆုံးပွဲတွေမှာလဲတပွဲပဲရှုံတာ Crystal Palace မိုက်တယ် Ipswich Town လဲနောက်ဆုံးပွဲ Nottingham Forest တော့တည်ကြထား FA မှာတော့ဒီပွဲစီမှာနော် Crystal Palace ထပ်မစားဘဲနဲ့ Ipswich Town အမှတ်လေးခွဲပေးလိုက်ရင်2 goal ဆိုတည်ရနိုင်တယ်ဆုံးသက်လိုက်အောင်ဒီပွဲလေး Okay ဒါပြီးတာနဲ့ချက်ပြန်ပြေးလမ်းပေါ်လီဗာပူးနဲ့စိတ်လာပြီဆောင်းသက်တန်လီဗာပူးကနောက်ဆုံး PSG တော့ချက်ပြန်လိမ့်မှာအုပ်ထားတာနော်ဆောင်းသက်တန်ကတော့နောက်ဆုံး9ပွဲမှာတပွဲပဲနိုင်ရရှိထားပြီးတော့4ပွဲရှုံးတာနေထားခုမှာတန်းဆင်းဖို့ကလည်းကျင်းတင်နေတဲ့နေထားခုမှာပေးထားတာ1-1နဲ့3-3ဆိုဒီပွဲစဉ်ကြီးကတော့ခေါင်းသိပ်စားစရာမလိုပါဘူးတကယ်ချင်းတို့ကျွန်တော်ကြိုက်တူမယ်လို့ထင်ပါတယ်လီဗာပူးဒီပွဲစဉ်ကြီးမှာ3 goal 1 goal ဆိုရလိုက်နိုင်ရရှိမယ်ကျွန်တော်ခံမှန်းလိုက်ပါတယ် Okay စနေမနေ့မှာကမ်းမဲ့ Bradford နဲ့ Aston Villa 12 နာရီနောက်နှစ်ကူတော့နှစ်သိန်းတော့ခြေကောင်းတဲ့အနေထားပဲ Bradford ကနောက်ဆုံး5ပွဲမှာ3ပွဲနိုင်1ပွဲရှုံး1ပွဲသီး Aston Villa နဲ့ချက်ပြန်လိပါလက်ဆက်ဆက်အုပ်ထား2-5နဲ့2-5ကတိကတလေးတိတ်တော့မကွာဘူးပဲသူကတော့ Bradford တော့တာပေးထားအနေထားတစ်ခုမှာတော့ဒီပွဲစဉ်ကတော့ Bradford ပဲကတ်အုပ်သွားမယ်အနေထားလို့ရှိသလိုနဲ့တည်ရလက်လည်းဖြစ်နိုင်တာပဲ Aston Villa လည်းပွဲပန်းနေပြီ Bradford ကလည်း Everton နဲ့တည်ကြတာဆိုဒီပွဲစဉ်မှာလည်း Bradford ကပဲနိုင်ဝမ်းမလို့ဒီ Aston Villa ချက်ပြန်လိကိုမဲနေတဲ့အနေထားကြီးခုမှာ Bradford 2 goal 2 goal ဆိုတဲ့ဂိုးရလိုက်နဲ့စုံသက်မလို့ကျွန်တော်ခံမှန်းရင်းနဲ့စနစ် prediction တကယ်ကြီးအားလုံးနှုတ်ဆက်လိုက်ပဲအားလုံးပဲကျေးဇူးတင်ပါတယ်